အားလုံးမင်္ဂလာပါကျွန်တော်တဝဲသားပိတ်မကျိုးဆွလိုက်ပါတယ်ခင်ဗျာအခုလိုပူပြင်းတဲ့ရာသီဥတုကြီးမှာကျွန်တော်မယန်တီတုပ်လေးတုပ်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးမယန်တီဈေးထဲကဝယ်လာတဲ့50ဘူးကိုကျွန်တော်ကဆေးကြော testing မှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ coffee တစ်လုံးကိုလည်းကျွန်တော်ကဆေးကြော testing ထားမှာဖြစ်ပါတယ်ခင်ဗျာမယန်တီကိုတော့ကျွန်တော်လှုပ်တဲ့အတိုင်းလှုပ်ထားပေးလို့လိုအပ်ပါတယ်ခင်ဗျာဒါငငယ်လေး3ရက်ပို့ဆင်ပြေပါတယ်ခင်ဗျာကော်ဖီကိုလည်းပပလေးလှီထားပေးရပါမယ်ခင်ဗျာကော်ဖီပပလေးဖြစ်မှသူကအရာတောင်းဝင်ပြီးတော့စကောင်းမှဖြစ်ပါတယ်ခင်ဗျာကျတော့ဖြူတလုံးကိုတော့ကျွန်တော်ကစီတာပူထက်သုံးပြထားတာဖြစ်ပါတယ်ခင်ဗျာကျတော့ဖြူကိုတော့ရှူဝါရောက်တန်းကားတဲ့ထီကျွန်တော်ကကြော်ပေးသွားမှဖြစ်ပါတယ်ခင်ဗျာပြီးတော့တခြားကိုလည်းကျွန်တော်ကကျူထားပေးမှဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနေရာမှာထညက်ခက်3ရက်လည်းရပါတယ်ခင်ဗျာမယန်တီတုပ်ဖို့အတွက်ပစ္စည်းတွေတဲ့အစုံရပြီးဖြစ်ပါတယ်ခင်ဗျာမယန်တီလေးကိုတော့ဒီလိုလေးခြေပြီးတော့ကျွန်တော်ကတုပ်ပြထားပါတယ်ခင်ဗျာကျွန်တော်တယောက်တည်းစားမဖြစ်တဲ့အတွက်ကြောင့်မို့မယန်တီကို9လုံးပဲတုပ်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျာဒီမယန်တီလေးကိုတော့ကျွန်တော်ကစားနဲ့နေထားတာဖြစ်ပါတယ်ခင်ဗျာပြီးတော့ငရုတ်တိမှုတ်ထည့်ပါမယ်ခင်ဗျာတကြားကျူထားရတဲ့ထည့်ပါမယ်ခင်ဗျာပြီးတော့စီဂျယ်လေးအပေါ်ကထည့်လိုက်ပါမယ်ချုံမုတ်နည်းနည်းထည့်မယ်ခင်ဗျာအသောမုတ်လေးလည်းနည်းနည်းထည့်ထားပါတယ်ခင်ဗျာပြီးတော့ငံပြရေးထဲမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ပဲအကျင့်မှုတ်မြင်းများထည့်လိုက်ပါမယ်ခင်ဗျာထည့်ရမယ့်ပစ္စည်းတွေကုန်ပြီဆိုတော့ကျွန်တော်ကတမသွားအောင်နေပါမယ်ခင်ဗျာနေနေရင်းနဲ့ပဲကိုတရေလေးပြန်ချနေကြပြီ